bello a channel you shidele kana shilo baase Assalamu alaikum warahmatullahi wabarakatuh alom mingla paune facebook ba de alom ko yu te leza garwa state chali hai chalo phia pe ma khya chano ro di samuwe le de di ni we samuwe phit hai chano ro ye bwa lin sa tin wai ko thu taw ngade ka sa tin wi chano di samuwe le ko misi ni tai a myo le chin ba le chi de di ni ja chano ro khan khan na le ne chin ba de chano ro ye da wen chi de lu jin min loတာဝန်ကြဆရာတွေရဲ့ဥပမာနဲ့ကျွန်တော်တို့ရဲ့ဒီလိုမျိုးပေါ့ကိုပိုင်ကိုတူဘူးရာကိုကျွန်တော်ကိုတူဘူးရာကိုပိုင်တောင်းလေးမှာကျွန်တော်တို့ဆောင်ဝဲလေးကိုကျင်းပရဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ပါလာဖြစ်လို့ကျွန်တော်အင်မတန်ဝမ်းသာပါတယ်ကျွန်တော်မြန်မာလာပြောပါတယ်ခင်ဗျဟုတ်ကဲ့ဆရာကြီးနောက်တစ်ခုကတော့ဆရာကြီးတို့အခုဒီမှာစာမှုပဲပြည့်တဲ့ကျောင်းစာအရာတော့ဘယ်လိုရှိတယ်လဲပြောလဲအောင်ပါဆရာဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့မှာစုစုပေါင်းကျွန်တော်တို့မှာကြာတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့မှာ6ခန်းရှိတယ်ဗျာ6ခန်းရဲ့ခုနတဲ့8တန်းပေါ့8တန်း9တန်းစုစုပေါင်း90ကျော်ရှိပါတယ်ခင်ဗျကျွန်တော်အခုဒီမှာစာမှုပြင်နေတဲ့ကျောင်းစာအုပ်တွေကျွန်တော်ရောက်ရှိတယ်လဲကျွန်တော်တို့ကျောင်းသားဥယျာဉ်ကျွန်တော်တို့90ကျော်ရှိပါတယ်ခင်ဗျ90ကျော်ဟုတ်ကဲ့ပါဒီကျောင်းစာကြီးကဒီကျွန်တော်တို့လောကဆက်စကန်နဲ့စင်းကြီးကပါလားအားလုံးဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ကျောင်းစကန်ကနေရှိပါရှိပါခင်ဗျဟုတ်ကဲ့ခင်ဗျားတို့ဒီလိုအမေတီအကျဲကအတားတဲ့ကွယ်အတားတဲ့ချောင်းခွင့်လဲတာဘယ်မှာကိုယ်လေးကနေစားပြီးမှခင်ဗျားတို့ဆောင်ခဲ့တယ်လေကျွန်တော်တို့ဒီရုံနဲ့ကိုဘဝလေးကျွန်တော်တို့အထက်တန်းကျောင်းကိုကျွန်တော်ထူထောင်ခဲ့တာကကြတော့ခင်ဗျာ2000နဲ့မှ20နှစ်ထဲကစတာပြီးထူထောင်ခဲ့တာခင်ဗျာခင်ဗျားတို့ထူထောင်တဲ့ရှင်မှာခင်ဗျားတို့ဘယ်လိုအခက်ခဲနဲ့ခြုံနေရတဲ့ခဏပြောရအောင်လားဆရာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့အခက်အခဲပေါင်းများစွာကြုံခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေရာမရှိခဲ့ပါဘူးပြီးရင်ကျွန်တော်ဆရာပြည့်စုံမရှိခဲ့ပါဘူးနောက်ပိုင်းမှာကျွန်တော်တို့စူးစမ်းပန်းစားနဲ့ကျွန်တော်တို့အကြောင်းသားလေးတွေအတောင်းဆိုမွေးရကျွန်တော်တို့လည်းအများကြီးစူးစမ်းပြီးတော့ဒီနေ့ဒီချိန်ကြီးကိုဒီနေရာကိုရောက်လာပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာပြောတာတော်လည်းစိတ်ချမ်းသာတယ်အခုလိုခင်ဗျားတို့ဒီလိုမျိုးစာမေးပွဲပြင်ရှင်းအားဒီချောင်းစားရေးအရာရှမ်းနဲ့အရာဆွေးနဲ့ဘယ်လိုထိလာမယ်လို့ခင်ဗျားတို့ယူဆလို့လဲကျွန်တော်တို့ရဲ့အကြောင်းသားလေးတွေကကျတော့အမြင်တန်ကိုစူးစမ်းပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့စင်မင်းနဲ့ကျွန်တော်တို့မြင်ချခြင်းအရာပေါ့နေတဲ့ဦးအရာဆိုလို့ချင်းကျွန်တော်အကြောင်းသားလေးတွေတိုးတက်လာပါတယ်ခင်ဗျာကျိုးလဲစူးစမ်းပါတယ်သူတို့ရဲ့ရည်မှန်းချက်လေးကြည့်ပါလေသူတို့ရည်မှန်းချက်ပန်းနိုင်ကိုရောက်ပါဆိုကျွန်တော်စုံမောင်လဲအောင်းဝေးတည်ပါခင်ဗျာဟုတ်ကဲ့ပါဆရာကြီးဆရာကြီးတို့မှာဒီမှာချောင်းဆရာကြီးဘယ်နှယောက်ရှိလဲဟုတ်ကဲ့ကျွန်တော်တို့ကျောင်းဆရာကျွန်တော်တို့ကျောင်းဆရာကျတော့အားလုံးစုစုပေါင်း10ယောက်ရှိပါလားဆရာ10ယောက်ရှိတာမှကျွန်တော်တို့ရဲ့ဆရာကဘာလို့ကျောင်းဆရာကြီးကျွန်တော်တို့ဒုတိယဒီကျောင်းဆရာကြီးပေါ့ခင်ဗျာအဲ့တောင်းဝင်ကျွန်တော်ထမ်းဆောင်ရရှိပါခင်ဗျာနောက်တဲ့ခင်ဗျားတို့ဒီလိုမျိုးကျွန်တော်တို့ဝန်စီပါဒုက္ခဆက်စကမ်းမှာခင်ဗျားတို့ဒီလိုမျိုးဆောင်ရတာတွေကိုကျွန်တော်တို့ပြေဆိုလူတို့ကျွန်တော်တို့ဒုက္ခဆက်စကန်တဲ့ဆင်းပြီးမှာပြေဆိုလို့ရောတော့ကျွန်တော်တို့မှာရှိတဲ့ဟို community data ရှိတော့အကြကျွန်တော်တို့ဘာသာရေးဆရာရောခင်ဗျားတို့ဘယ်လို topic မှုပဲလာရှိတယ် topic မှုပဲလာရှိတယ်လေဟုတ်ကဲ့ကျွန်တော်တို့ကျတော့ငွေကြီးနဲ့ topic တော့မရှိပါဘူးခင်ဗျာသူတို့ကျွန်တော်အများအားပေးပါလေပညာရေးကိုကဲစေတနာထက်တန်တလောက်သူတို့ကကျွန်တော်တို့အားပေးတယ်ဒါတို့ဒီနေ့ကျွန်တော်တို့ဒီမှာဘယ်လိုပုံလဲဆိုလို့ကျွန်တော်တို့ရဲ့စာမှုပဲကျင်းပမှုမှာဒါမျိုးလာပြီးတော့အားလုံးပညာရေးကိုအားပေးတဲ့အတွက်ကျွန်တော်တို့ဘာသာရေးဆရာတွေရောကျွန်တော်တောင်းဆရာတွေရောကျွန်တော်ဒီမှာရှိတဲ့တာဝန်ရှိတဲ့ပြည်သူလူထုတွေရောတောင်းသားမိဘတွေကိုကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့လိုဆိုရင်ခင်ဗျားတို့ဒီလိုမျိုးကျွန်တော်တို့လူဟန်ယာလူမျိုးတွေလူဟန်ယာကလေးတွေပညာရေးနဲ့ပတ်သက်ရာထူးထူးလာအောင်အစင်းမီလာအောင်အစင်းမီပညာရေးစနိုင်ဖြစ်ပေါ်လာအောင်ခင်ဗျားတို့နောက်စားပြီးဘယ်လိုအစင်းမီမျိုးရှိတယ်လဲကျွန်တော်တို့ဒီကလေးတွေကျွန်တော်12တန်းပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်အစင်းမီပညာတွေသင်ကြားနိုင်အောင်ကျွန်တော်တို့ကြိုးစားနေပါတယ်ခင်ဗျာကျွန်တော်တို့ကြိုးစားသလိုကျွန်တော်တို့ရဲ့အထက်ကလူကြီးတွေကြိုးစားနေလို့ကျွန်တော်တို့ပြပါတယ်ခင်ဗျာအဲ့ဒါကမလာကြတဲ့တော့ပါအဲ့လိုဆိုရင်ဒီအနေနဲ့ကျွန်တော်တို့ပေဆိုလူတို့ကိုကျွန်တော်တို့တခြားကျွန်တော်တို့ဒီရိုဟင်ဂျာ community တော့တခြားနိုင်ငံခြားမှာရှိတဲ့ရိုဟင်ဂျာပြည်သူလူတို့ကိုခင်ဗျားတို့ဘယ်လိုမျိုးပြောရရှင်လဲဘယ်လိုမျိုးမှာရှင်လဲလို့ခင်ဗျားသိချင်ပြီးပါတယ်ကျွန်တော်တို့ပြောတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ပညာရေးအလုပ်ကိုလုပ်ရတဲ့အတွက်ကျွန်တော်အိမ်မှာဝမ်းလာကိုယူပါခင်ဗျာသို့တော်လည်းပဲကျွန်တော်တို့ကိုအနေနဲ့ဘယ်လိုပြောမလဲဆိုကျွန်တော်တို့အားပေးပါအားပေးတဲ့ကလေးပြောပါကလေးတွေရဲ့အခွင့်အရေးလေးတွေကိုရှင်းတက်လို့ရအောင်သူတို့ချက်ပြီးတော့သူတို့ရဲ့ span line ဒီမှချက်ကိုရအောင်ကျွန်တော်တို့ကျိုးသားချင်တယ်မှာသူတို့လည်းတူကျွန်တော်တို့စဉ်းစားပေးတဲ့ချိန်မှာဟုတ်ပါဆရာကြီးကျေးဇူးတင်ပါတယ်နောက်တစ်ခုကဆရာကြီးတို့ဒီ
ဒီလိုမျိုးကိုယ်ကိုယ်ကအကြောင်းတဲ့တော်မျိုးကခင်ဗျားတို့အခက်အခဲပေါင်းစုံနဲ့နေရတာကြကြတော့ကျွန်တော်လည်းအမှန်တန်ကျေးဇူးတင်ပါတယ်တော့ခင်ဗျားတို့နဲ့လောက်တဲ့ဖက်ဆန်းကခင်ဗျားတို့ဒီလိုမျိုးတော့ဖဲမူရတယ်လေဒီလိုမျိုးခင်ဗျားတို့ဆောင်ရနေတယ်လေအဲ့လိုခင်ဗျားရှိပါတယ် ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ရဲ့တောင်းသားလေးတွေတော့လည်းကောင်းတောင်းသားမျိုးတွေတော့အင်မတန်စီးရပါတယ်ခင်ဗျာသူတို့ရဲ့စေတနာလေးကိုကျွန်တော်တို့ရောဘယ်လိုပြောမလဲဆိုရင်ဘောမန်ဘိုးလေးဟုတ်လားအဲ့လိုကျွန်တော်အဲ့ကြောင့်ပဲယူတာကျွန်တော်တက်မဲ့ပြီးတော့မရှိပါဘူးခင်ဗျာဘာစေတနာကိုရှေ့ထားပြီးတော့လုပ်တွေ့တာမှာခင်ဗျာ အဲ့လိုဆိုရင်ကျွန်တော်အနေနဲ့ဆရာတို့ကိုပြောနေရှင်တာကဆရာတို့ကကျွန်တော်တို့ဟန်ကြလူမျိုးကိုပညာရေးထုတ်ထပ်လာအောင်အပပအရာကနေဒုက္ခခံပြီးပါခင်ဗျားတို့ဒီလိုမျိုးဆရာသမားတွေလည်းပို့ပေါ်နေတာဒီလိုမျိုးလုံးဆောင်နေရတာအခွင့်ကြောင့်ကျွန်တော်တို့ဒုက္ခစတဲ့ကနေစင်းနဲ့ဒီဆိုလိုတို့အနေပြောဘာသာရေးဆရာအနေပြောကျောင်းသားမျိုးကအနေပြောအမေတင်ခင်ဗျားတို့ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြောနေရှိပါတယ်နောက်တစ်ခုခင်ဗျားတို့ဒီလိုမျိုးကျွန်တော်တို့လိုဟန်ကြလူမျိုးကိုအခြေခံပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်လာအောင်လူမျိုးတို့စနစ်မင်းထင်လာအောင်ဒီလိုမျိုးကျွန်တော်တို့ဒုက္ခအခက်အခဲမျိုးလိုမှာဒုက္ခခံပြီးမှာဒုက္ခတွေဖြစ်မှာကိုယ်ကိုယ်ကအကြောင်းဖွင့်ပြီးမှာကျွန်တော်တို့လိုဟန်ကြလူမျိုးကြီးဘဝထူးထဲအောင်တို့ကြီးအနာဂတ်ဘဝဆိုင်အောင်ဖွံ့ဖြိုးတိုးတက်လာအောင်ခင်ဗျားတို့ပညာရေးစနစ်ကိုကောင်းကောင်းမွန်မွန်သင်ကြားနေရတဲ့ကြောင့်ခင်ဗျားတို့ကြီးကျောင်းဆရာကြီးနဲ့တကွာကျောင်းဆရာများကိုကျွန်တော်တို့ပြည်သူတို့ကနေချင်းတော်လည်းကောင်းကျွန်တော်တို့တခြားကျောင်းဆရာများအနေနဲ့တော်လည်းကောင်းကျွန်တော်တို့အမေတဲ့စေတို့ဒီပါတယ်လို့ကျွန်တော်ပြောရှိပါတယ်နောက်တစ်ခုကျွန်တော်တို့လက်စနီဒုက္ခစတဲ့မှာရှိနေတဲ့ချောင်းစားမိသားများကိုလည်းကျွန်တော်အနေနဲ့မှာရှင်တာကကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေအမျိုးမျိုးဒုက္ခခံပြီးမှခင်းချောင်ပြီးမှကိုလွန်ပေါ်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရောက်လာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံစကားကိုမြန်မာစာကိုခေါင်းခမ်းမွန်မဲ့ကျွန်တော်မှာပြည်သေးဖို့လိုတယ်သင်ပြဖို့လိုတယ်။ဘာကြောင့်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလက်ထမ်းပြီးမှမြန်မာနိုင်ငံကြီးအပြည့်အစုံကိုမြန်မာနိုင်ငံစကားကိုကျွန်တော်တို့ကပြောဖို့ဆိုဖို့မဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနိုင်ငံမှာပြည်လဲသွားဖို့တော့ကျွန်တော်တို့မှာကတ်ကအများကြီးခံနေရမယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအများကြီးချိုးစားမယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပြည်လဲသွားနိုင်ရောကျွန်တော်တို့အကေခံရှိတဲ့ပညာရေးစနစ်ကိုကျွန်တော်တို့မှာအများကြီးချိုးစားနဲ့ကျွဲလူလူကဥရိယာနဲ့အချင်းရှိကလုံလာဆိုင်အချင်းကိုတင်ပို့တာပြီးကျွန်တော်တို့ပညာရေးကိုထူထောင်လာအောင်ကျွန်တော်မှချိုးစားရမယ်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီအခွင့်အရေးကိုကျွန်တော်ရှုံးသွားလို့ဆိုလို့ရှိရင်တော့ဘဝမှာကျွန်တော်တို့ထွက်ပြီးတော့အများကြီးနဲ့နာမှုဖြစ်နိုင်မယ်ဤသွားလိမ့်မယ်ကိုခင်ဗျားတို့မှာတည်တယ်ဖို့လိုတယ်။ဒါကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောရှင်တာကတော့ကျွန်တော်တို့ဒီလက်စနီဒုက္ခစကမှာနေထိုင်ပြီးမှမိဘပြည်သူများချောင်းစားတွေကိုအားပေးအားမြောက်ထောက်ခံဖိကြပါမယ်လို့ကျွန်တော်မျှော်လင့်ရင်းနဲ့ကျွန်တော်နေကိုချောက်လိုက်ပါတယ်ခင်ဗျာခင်ဗျားကပါပြည့်စရာရှိ